စပယ်ပန်းလေးကိုအခြေခံပြီးပန်းတစ်ဆိုင်လေးမျိုးဖန်တီးပြမယ်နော်ဒီစပယ်ပွင့်လေးတွေအကုန်လုံးဒီမှာစပယ်ပွင့်လေး၄ပွင့်လုပ်ထားပါတယ်စပယ်ပွင့်လေး၄ပွင့်ပါဒီစပယ်ပွင့်လေး၄ပွင့်ကိုအခြေခံပြီးပန်းတစ်ဆိုင်လေးမျိုးဖန်တီးပြပါမယ်နော်စိတ်ဝင်စားအဆုံးထိလိုက်ကြည့်ပေးပါရှင်အဝါလေးကစပြီးစလုပ်ကြည့်ရမယ်နော်အနောက်မှာအပိုလုပ်ထားတဲ့ခွင်းလေးကကြတော့အဲ့ဒါလေးက3လက်မှာပါနော်3လက်မှာအကုန်လုံးကို3လက်မှာတိုင်းပြီးလုပ်ထားပါတယ်အပြာလေးတစ်ခုတည်း3ခွဲပါရှင်ကျန်တာအကုန်လုံးက3လက်မှာတွေပါကဲအလင်းကနေဖြတ်ချပြီးတော့အခွေလေးလုပ်ပါမယ်နော်ဆန့်ကျင်ဘက်လေးကိုအခွေလေးခွေပါမယ်ရှင်ဟိုဘက်ဒီဘက်ဆန့်ကျင်ဘက်အခွေလေးခွေလိုက်ပါမယ်ကဲပန်းလေးတစ်မျိုးရပါပြီနော်နောက်တစ်မျိုးလေးထပ်လုပ်ပါမယ်သူ့ကိုလည်းအလင်းကနေကက်ကြီးလေးညှက်ချပါမယ်ရှင်ညှက်ချပြီးသူကကြတော့တစ်ဖက်ကအတွင်းဘက်ကိုခွေပါမယ်နော်တစ်ဖက်ကအတွင်းဘက်ကိုခွေပြီးတော့နောက်ကျန်တဲ့တစ်ဖက်ကကြတော့ဆန့်ကျင်ဘက်ပြင်ဘက်ကိုပြန်ခွေပါမယ်ပြန်ခွေပြီးတော့တန်းစင်ခွေပုံစံမျိုးလေးနောက်တွဲလေးပြန်လုပ်ပါမယ်နော်စပယ်ပွင့်လုံနီးလေးကတော့အရှိကဟိုအကောင့်ထဲမှာတင်ထားပြီးသားပါเนาะအရှိအကောင့်ထဲမှာတင်ထားပြီးသားဆိုစပယ်ပွင့်လုံနီးလေးကတော့လုပ်ပြစရာမလိုတော့ပါဘူးနောက်ကကွင်းလေးထုတ်ထားတာလေးကိုထည့်လိုက်ရင်ဒီပန်းလေးလုပ်လို့ရပါပြီเนาะကဲအခွေလေးတစ်ခုပြီးသွားပါပြီပန်း2မျိုးပြီးပါပြီရှင်နောက်တစ်ခုဒီပန်းလုံနီးလေးကတော့အသစ်ကလေးပေါ့เนาะဒါလေးကတော့နောက်ကအရွက်ကလေးခောက်ထားတာတစ်ချက်ကြည့်ပေါ့သူတလက်မလောက်ပေါ့နော်တလက်မခွဲလောက်တလက်မခွဲလောက်အမှတ်လေးမှတ်ပြီးတော့အဲ့ရနေစပြီးအရွက်ကလေးစချိုးပါမယ်เนาะရွက်ကလေးစချိုးပြီးတော့ခြီလေးတုပ်ပါမယ်ရှင်ခြီတုပ်ရင်လည်းခြီပြောက်ကလေးတုပ်ပါမယ်เนาะခြေပြောင်းလေးတုပ်ပါမယ်ပြီးရင်နောက်ထပ်သူ့ထက်နည်းနည်းလေးငယ်တဲ့အရွက်ကလေးတွေထပ်ချိုးပါမယ်ပြီးရင်လည်းအဲ့ဒါလေးကိုလည်းခြေပြောက်ကလေးပဲတုပ်ပါမယ်ခြေမပေါ်ပါဘူးเนาะအရင်းလေးကိုကပ်ပြီးတော့ချုပ်ပေးပါအောက်ကလေးကိုနည်းနည်းလေးပဲဆင်းပါမယ်เนาะအောက်ကလေးကိုနည်းနည်းဆင်းမယ်ဆင်းပြီးရင်နောက်ထပ်သူ့ထက်နည်းနည်းလေးငယ်တဲ့အရွက်ကလေးတွေထပ်ချိုးမှာရှင်တခြားနဲ့ပဲသွားမယ်เนาะခါတဲ့အရွက်တွေကဘဲညာခောက်တဲ့အရွက်တွေကတော့တင်ထားပေးထားပါတယ်တကူဒါကတော့ဘဲညာခောက်တဲ့အရွက်မဟုတ်တော့တခြားနဲ့ကိုသွားတဲ့အရွက်ကလေးပါဒီဇိုင်းလေးပေါ့နော်ဒီဇိုင်းလေးပေါ့ဒီပန်းလေးကလည်းလှပါတယ်အောက်ကိုနည်းနည်းလေးထပ်ဆင်းပါမယ်ထပ်ဆင်းပြီးရင်အောက်ကနောက်ထပ်အရွက်အရှိလေးတကူပြန်ပြီးတော့ခောက်ပါမယ်နော်ကဲကျန်တာလေးကိုခြေတုပ်လိုက်ပါမယ်ပြီးအရွက်ကလေးတွေဟာနေတာလေးတွေကိုခိုင်သွားအောင်လို့အနောက်ကနေပြီးတော့ပူးချုပ်ပါမယ်နော်အလေရိုးတန်လေးနဲ့အတွင်းအလွှာလေးနဲ့ပဲပူးချုပ်ပါမယ်အပြင်အလွှာထည့်မချုပ်ပါဘူးနော်ကဲပြီးသွားပါပြီနော်ကဲပန်းဆိုင်3မျိုးပြီးသွားပါပြီနောက်ဆုံး1မျိုးပါနောက်ဆုံး1မျိုးလေးကိုလည်းရွက်လေးခောက်တာဒီခောက်မခောက်လေးကပထမတင်ထားပြီးအကောင့်ထဲမှာတင်ထားပြီးသားပါเนาะဒီပန်းခောက်လေးလည်းတင်ထားပြီးသားလေးရှိပါတယ်เนาะအဲ့ဒါလေးတွေဝင်ကြည့်ပြီးလိုက်လုပ်လို့ရပါတယ်ကဲပန်းလေးမျိုးပြီးသွားပါပြီရှင်ကျေးဇူးတင်ပါတယ်เนาะဒီပန်းလေးတွေလိုက်လုပ်ကြည့်လို့ရ